တိုနီကတာမန်မီးကိုရောင်တန်သားတစ်လက်ကိုပေါ့ပေါ့ပပပဲတွန်းလှုပ်လိုက်ပါတယ်မထင်မှတ်ပဲကောင်းကင်ကိုထိုးဖောက်မဲ့ဓာတ်အရှိန်ဝါတွေထွက်ပေါ်လာခဲ့တယ်မိုင်ယာချီအကွာဝေးကဓာတ်တွေအားလုံးဥညွတ်အယိုသေးပေးကြတယ်မိုင်ထောင်ချီဝေးတဲ့ဓာတ်ကိုင်းကြီးလေးကိုင်းတောင်တွန်းလှုပ်သွားခဲ့ကြတယ်တခဏတာမှာတော့ဓာတ်တွေအားလုံးကဓာတ်နက်ဖျားကိုယ်တိုင်ဆင်းသက်လာတယ်လို့မျိုးသူ့ကိုကိုးကွယ်နေကြပုံပေါက်ပါတယ်မီးကိုရောင်ဓာတ်တွန်းလှုပ်ပြီးစီးသွားတဲ့အခါတိုနီရဲ့ကြင်ကြံမှုကမယုံနိုင်တော့အောင်အရှိန်နဲ့ထိုးတက်သွားခဲ့တယ်နှစ်ပေါင်းများစွာအဆင့်တမှာရက်တက်နေခဲ့တဲ့တာမန်လူတစ်ယောက်ကနေမကြုံစဘူးအဆင့်9 19ကိုချက်ချင်းရောက်ရှိသွားခဲ့တယ်ဒါပေမဲ့ဒီထူးခြားတဲ့ဉာဏ်ကြီးရှင်ဟာလွန်ခဲ့တဲ့3နှစ်ကတော့ကြင်ကြံလို့မရတဲ့အတုံးမကျသူတစ်ယောက်ပါသူ့မှာအဆင့်9ဝိညာဉ်အမြင့်ရှိပေမဲ့သူမဖောက်ထွက်နိုင်ခဲ့ပါဘူးသူ့ကိုနက်နက်ရှိုင်းရှိုင်းချစ်တဲ့စစ်ဆက်ထားသူကတော့ကြင်ကြံနိုင်ပေမဲ့ဝိညာဉ်အမြင့်မရှိခဲ့ပါဘူးသူမကြင်ကြံခြင်းလမ်းစဉ်ကိုရှောက်လန်းနိုင်ဖို့သူကသူ့ရဲ့အဆင့်9ဝိညာဉ်အမြင့်ကိုတူးထုတ်ပြီးသူမကိုပေးအပ်ခဲ့ပါတယ်သူ့ရဲ့တက်တန်းတိုးသွားမဲ့တံမိုးကိုပေးဆက်ခဲ့ရပေမဲ့သူ့စစ်ဆက်ထားသူကမျက်ရည်ကျလောက်အောင်စိတ်ထိခိုက်သွားခဲ့တယ်3နှစ်ကြာလို့သူမရဲ့ဝိညာဉ်အမြင့်ရင့်ကျက်လာတဲ့အခါသူ့ကိုခမ်းနားစွာလက်ထပ်မယ်လို့ကတိပေးခဲ့ပါတယ်ဒါပေမဲ့သူ့အဖိုးတည်သွားတဲ့အခါဒေါသပေါက်ကွဲခဲ့တယ်ဝိညာဉ်အမြင့်မရှိတော့ပဲတိုနီအတွက်ကြင်ကြံမှုလမ်းမကျန်တော့ပါဘူးသူဒုတိယဦးလေးမိသားစုကအခွင့်ကောင်းယူပြီးသူ့ကိုမိသားစုကနေမောင်းထုတ်ဖို့အကြံပြုခဲ့ကြတယ်နောက်ဆုံးမှာတော့သူ့အမေရဲ့အသေးအတန်တောင်းပန်မှုကသာသူ့ကိုကယ်တင်နိုင်ခဲ့ပြီးဝိညာဉ်အမြင့်ပြန်လည်တည်ဆောက်ဖို့ဓာတ်တင်ချိုင်းကိုတွားခွင့်ရခဲ့ပါတယ်ဒါပေမဲ့သူ့ဝမ်းကွဲကသူ့ကိုတိတ်တဆိတ်လှုပ်ကြံပြီးအရေးကြီးတဲ့အချိန်မှာတိုက်ခိုက်ခဲ့လို့သူယူသွတ်လူနီးပါးဖြစ်သွားခဲ့တယ်မျောလင်းချက်မဲ့နေတဲ့နှကန်းဝမှာသူ့အဖေရဲ့တေးတန်းစကားကိုတတိယသွားခဲ့တယ်မျောလင်းချက်မဲ့တဲ့အခြေအနေမှာပိတ်မိနေရင်မိကိုရောင်ဓာတ်ကိုဝိညာဉ်အမြင့်အစားထိုးဖြစ်အသုံးပြုပါတယ်နောက်ဆုံးမျောလင်းချက်ကိုဖတ်တွေ့ပြီးသူမိကိုရောင်ဓာတ်ကိုစတင်တုံးလုပ်ခဲ့တယ်မထင်မှတ်ပဲအဲ့ဒါကထိတ်လန့်စရာဖြစ်ရဆန်းတစ်ခုကိုဖြစ်ပေါ်စေခဲ့ပြီးသူ့ရဲ့ကြင်ကြံမှုကမခံမနိုင်လောက်တဲ့အမြင့်ကိုရောက်ရှိသွားခဲ့ပါတယ်ဒါပေမဲ့အဆင့်100ဓာတ်နက်ဖျားကအထုပ်ထိပ်ဖြစ်တဲ့ကဘာမှာတိုနီကအဆင့်9 19ကိုရောက်ရှိခဲ့တာပါဖြစ်ပျက်သမျှကိုသူတွေးတောနေတုန်းလှုပ်ဝက်ဆန်းကျဲတဲ့မျက်လုံးတစ်လုံးလေဟာနယ်ထဲမှာပေါ်လာပြီးပုံမြင့်မားတဲ့ပုံတစ်ခုရှိသေးကြောင်းသူ့ကိုသတိပြုမိစေခဲ့တယ်အာယုံဆိုင်မခံရအောင်သူကသူ့ကြင်ကြံမှုကိုအဆင့်တရားသမားဖြစ်အမြန်ဖိနှိပ်လိုက်ပြီးလူနှုတ်တယောက်ဖြစ်ဆက်လက်ဟန်ဆောင်ဖို့အစီအစဉ်လိုက်တယ်သူ့ရဲ့တီးတန့်ကြင်ကြံမှုကနေထွက်လာပြီးနောက်သူ့ရဲ့ပထမဆုံးခြေလမ်းကသူ့စစ်ဆက်ထားသူကိုရှာဖွေပြီးသူတို့ရဲ့ဂတိကိုတီးဖို့ပါပဲဒါပေမဲ့3နှစ်ကြာပြီးတာတော့သူအဆင့်တမှာပဲရှိနေသေးတာကိုသူမမြင်လိုက်ရတဲ့အခါသူမလုံးဝစိတ်ပြတ်သွားခဲ့တယ်အခုဆိုရင်သူမကအဆင့်55ဓာတ်ဘရင်မအဆင့်ကိုရောက်နေပြီးထိတ်တန်းဓာတ်ဧကရဲ့တပည့်တူဖြစ်လာခဲ့ပါပြီသူမကမဆိုင်မတွားပဲစစ်ဆက်ပွဲကိုဖျက်သိမ်းလိုက်တယ်တိုနီကိုသူမတထေးတယောက်နဲ့စစ်ဆက်ထားပြီးပြီလို့ပြောခဲ့တယ်ပြီးတော့သူမကိုလာမနှောက်ယှက်ဖို့ပြောခဲ့ပါတယ်သူမရဲ့အေးဆက်တဲ့စွန့်ပစ်မှုကတိုနီကိုရင်ကွဲစေခဲ့ပြီးမိသားစုစီပြန်ရောက်တဲ့အခါ3နှစ်တာတိုနီရဲ့ကြာရှုံးမှုနဲ့စစ်ဆက်ထားသူရဲ့ညှင်းပယ်မှုကိုသိလိုက်ရတော့သူ့အဖိုးကဒေါသပေါက်ကွဲခဲ့တယ်သူ့ဝမ်းကွဲကသူ့ကိုထပ်မောင်းထုတ်ဖို့အခွင့်အရေးယူခဲ့ပြန်တယ်တိုနီကသူ့ရဲ့စွမ်းအားအစ်စ်ကိုထုတ်ပြတော့မဲ့အချိန်မှာပဲသူ့အမေစိတ်ထိခိုက်ပြီးလဲကျသွားတာကိုတွေ့လိုက်ရတယ်သူမရဲ့ယောဂဟောင်းပြန်ထလာခဲ့တာပါသူခံစားချက်အားလုံးကိုမျိုးသိပ်ထားယုံကလွယ်ပြီးတခြားနည်းလမ်းမရှိပဲအမေအတွက်ကုသမှုရှာဖို့အပြေးသွားခဲ့ရတယ်ဒါပေမဲ့သူမရဲ့အေးဆက်တဲ့အစိတ်ကနှစ်ပေါင်းများစွာခန္ဓာကိုယ်ထဲစိတ်ဝင်နေခဲ့တာပါတခုတည်းသောကုသဆေးကတော့ဒဏ္ဍာရီလာတိုက်တန်ဆေးလုံးပါပဲတိုက်တန်ဆေးလုံးဖော်ဆက်ဖို့မကြခင်ကျင်းပမဲ့ချင်းဖုံးအကယ်ဒမီတိုင်းပြိုင်ပွဲကရှားပါဆေးဖက်ဝင်ပင်တွေလိုအပ်ပါတယ်ပြိုင်ပွဲကိုအနိုင်ရခြင်းကသာပစ္စည်းတွေရမယ်တခုတည်းသောနီလန်ဖြစ်ပေမဲ့ပြိုင်ပွဲကအလွန်အနေအများပြီးနှစ်တိုင်းကွင်းထဲမှာပြိုင်ပွဲဝင်မရေမတွက်နိုင်အောင်တည်ဆုံးလေးရှိပါတယ်သူ့အမေကသူ့တက်ကိုမစွန့်စားဖို့တောင်းပန်ခဲ့တယ်တိုနီကအပေါ်ရန်သဘောတူခဲ့ပေမဲ့သူ့စိတ်ထဲမှာတော့ဆုံးဖြတ်ချက်ချပြီးသားပါသူကသူ့အမေကိုကယ်တင်ခြင်းယုံသားမကဒီတိုက်ကြီးပေါ်မှာသူ့နာမည်ကုန်သတင်းကြော်ကြားလာအောင်လုပ်ဖို့လည်းရည်ရွယ်ထားပါတယ်သူ့အမေရဲ့အခြေအနေတည်ငြိမ်ဖို့သူကမိသားစုခြံဝင်းထဲကနှလုံးငြိမ်းအေးစေတဲ့အသီးကိုတိတ်တဆိတ်ယူဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့သူလှုပ်ရှားလိုက်တာနဲ့သူ့ရဲ့အရှိန်အဝါကိုဓာတ်ကိုင်းလေးကိုင်းကစွမ်းအားကြီးကျင့်ကြံသူတွေကအာယုံခံပြီးသွားကြတယ်အဲ့ဒီလွှမ်းမိုးထားတဲ့ဓာတ်အရှိန်အဝါကြီးနောက်တစ်ကြိမ်ပြန်ပေါ်လာပါတော့တယ်